သမုဒိယဆိုတာအဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေရဲ့အကြောင်းတရားပဲအဲ့ဒီနှစ်ခုလုံးငြိမ်းသွားတာဒုက္ခနဲ့သမုဒိယနှစ်ခုစလုံးမဖြစ်တော့တာကိုဒုက္ခនិရောဓလို့ခေါ်တာပဲနိဗ္ဗာန်ဆိုတာဥပိ္ပဏအပ္ပဝတ္တိនិရောဓဥပိ္ပဏဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်မျိုးတို့ဤအပ္ပဝတ္တိအဖြစ်ရပ်ဆိုင်သွားခြင်းဟာနိဗ္ဗာန်နိဗ္ဗာန်ပဲဟောအကြောင်းလည်းရပ်ဆိုင်သွားတယ်အကျိုးလည်းရပ်ဆိုင်သွားတယ်ဘာဖြစ်လို့အကျိုးကအကြောင်းကရပ်ဆိုင်တာတော့အကြောင်းကိုပယ်တတ်လိုက်တယ်အကျိုးပယ်တတ်အကြောင်းကိုပယ်တတ်လိုက်သည့်အတွက်ကြောင့်အကျိုးလည်းရပ်ဆိုင်သွားတယ်ကြည့်လေဓမ္မစကြာမှာလည်းရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောထားတာပယ်တဲ့အခါမှာအကြောင်းကိုပဲပယ်ရတာဒုက္ခကိုပယ်ရတာမဟုတ်ဘူးမြတ်စွာဘုရားကသုံးလိုက်တဲ့စကားလုံးကိုကြည့်ဓမ္မစကြာမှာနိဗ္ဗာန်ကိုဘယ်လိုသုံးလို့ဒုက္ခនិရောဓလို့သုံးထားတယ်နော်ဒုက္ခရဲ့ချုပ်ငြိမ်းရလို့သုံးတယ်အဲ့ဒီဒုက္ခនិရောဓဆိုတာဘာလဲလို့ပြောတဲ့အခါကျတော့ယောတတယေဝတဏှာယအတိတဝိရာဂនិရောဓစာကောပฏิနိဒေကောမုတ်တိအနာလယောဆိုပြီးတဏှာအကြောင်းသွားပြောတယ်ဘာဖြစ်လို့တုံးဆိုလို့ရှိရင်တဏှာဆိုတဲ့အကြောင်းတရားမရပ်ဖဲနဲ့ဒုက္ခမချုပ်ဘူးလေဒါကြောင့်မို့လို့အကြောင်းကိုပယ်ရမယ်ဆိုတာနာမည်ကတော့အကျိုးနာမည်နဲ့ပြောထားတာဒုက္ခនិရောဓဆိုတာဒုက္ခရဲ့ချုပ်ငြိမ်းရာဒုက္ခချုပ်တာဘာချုပ်မှချုပ်တုံးဆိုရင်တဏှာချုပ်မှချုပ်တယ်တဲ့ဟုတ်ကဲ့ဒါကြောင့်မို့ဓမ္မစကြာမှာသေသေးချာချာဒီလိုဟောထားတာအကြောင်းကိုဖြတ်နိုင်မှအကျိုးဟာရပ်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါကိုပဲထက္ကရာတွေတီဃာတွေမှာဥပိ္ပဏအပ္ပဝတ္တိနိဗ္ဗာန်ဒုက္ခနဲ့သမုဒိယအကြောင်းနဲ့အကျိုးဒီနှစ်ခုရပ်ဆိုင်သွားခြင်းဒီပင်နိဗ္ဗာန်လို့ဒီလိုပြောတာတဲ့ဒါဖြင့်ဒုက္ခနဲ့သမုဒိယဒီနှစ်ခုကဘယ်မှာရှိတုံးဆိုကိုယ်ခန္ဓာမှာပဲရှိတာပဲကိုယ်ခန္ဓာမှာရှိတဲ့အရာနှစ်ခုရပ်ဆိုင်သွားခြင်းကိုနိဗ္ဗာန်လို့ခေါ်ရင်နိဗ္ဗာန်ဘယ်မှာရှိတုံးပြောရင်ခန္ဓာမှာပဲရှိတယ်လို့ပြောရတယ်သို့သောခန္ဓာကနိဗ္ဗာန်လားလို့ဆိုရင်မဟုတ်ဘူးခန္ဓာကတော့နိဗ္ဗာန်မဟုတ်ဘူးเนาะအဲ့ဒါတွေကိုရပ်ဆိုင်သွားဖို့မှန်ကန်တဲ့အကျင့်ဟာဘယ်မှာလဲဆိုရင်လေခန္ဓာထဲမှာပဲရှိတယ်အမတန်မှအစစ်မြင့်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်သာလျှင်သမုဒိယကိုဖယ်ရှားပြီးတော့ဒုက္ခရဲ့အကြောင်းကိုအဆုံးသတ်ချုပ်ငြိမ်းစေလို့ရှိရင်နိဗ္ဗာန်ဆိုတာတွေ့ကြမှာဖြစ်တယ်လောကရဲ့အဆုံးကိုသွားကြမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲမဂ္ဂင်၈ပါးကိုထူထောင်ရမယ်ထူထောင်ပြီးတဲ့အခါလောကကြီးကိုတည်ဆောက်နေတဲ့တဏှာကိုဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားလိုက်ရင်တဏှာကုံသွားတာနဲ့တပြိုင်နက်လောကကြီးရဲ့အဆုံးကိုရောက်ပြီလို့သာမှတ်ပေတော့ဟုတ်ကဲ့လားလောကကြီးရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာလောကအဆုံးသို့ရောက်ရှိခြင်းဆိုတာတဏှာကုံသွားလို့ခန္ဓာဆိုတဲ့လောကကြီးရဲ့သင်္ခါရလောကကြီးရဲ့အဆုံးကိုရောက်သွားတာအဲ့ဒီအဆုံးရောက်သွားမှအိုခြင်းနာခြင်းစတဲ့ဆင်းရဲဒုက္ခတွေအကုန်ငြိမ်းသွားမှဖြစ်တယ်မြတ်စွာဘုရားကရောဟိတတဆိုတဲ့နတ်သားကိုဒီဒေသနာတော်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်တို့ဟာလောကကြီးကိုအဆုံးလောကကြီးရဲ့အဆုံးကိုရှာကြရမှာဖြစ်ပါတယ်လောကကြီးအဆုံးကိုတော့ပဂတိအနေထားနဲ့သွားရောက်လို့တော့တွေးမှာမဟုတ်ဘူးဘာနဲ့သွားရမလို့ဆိုရင်မဂ္ဂင်၈ပါးဆိုတာနဲ့ပဲသွားရမယ်လောကကြီးရဲ့အဆုံးဟာဘယ်မှာရှိတယ်လဲဆိုရင်ကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှိတယ်တလန်လောက်အတိုင်းတာရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကရဲ့အဆုံးကိုအဲ့ဒီလောကကြီးရဲ့အဆုံးကိုမမြင်သေးသမျှဘုန်းကြီးတို့တွေဒုက္ခကိုဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ကိုစီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းသစ္စာ၄ပါးသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသ
သွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရာတိတဗေတံပဝါယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှယ်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗေတံကျွတ်မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာအစဉ်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောက်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေချိုင်းလိုက်၍နေကြပါစေကုန်တည်း